အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှာတော့ဥရောပမြောက်ပိုင်းကနယ်သာလန်နိုင်ငံရဲ့အကြောင်းကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်တခုပြောချင်တာကတော့နယ်သာလန်နဲ့နယ်သာလန်ဘရဲ့နိုင်ငံသတ်မှတ်ချက်မတူဘူးဆိုတာပါပဲနယ်သာလန်ဘရဲ့နိုင်ငံဆိုတာဥရောပကနယ်သာလန်နိုင်ငံနဲ့အတူကာရေဘီယံဒေသမှာရှိတဲ့အာရိုဘော့ကီရော့ဆော့ဆင်မာတင်ဆိုတဲ့နိုင်ငံငယ်လေး၃ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အခုပြောပြပေးမှာကတော့ဥရောပမြောက်ပိုင်းမှာရှိတဲ့ဟော်လန်လို့လည်းခေါ်လေးရှိကြတယ်နယ်သာလန်တနိုင်ငံနဲ့ရဲ့အကြောင်းပဲဖြစ်ပါတယ်နယ်သာလန်ဟာအရှေ့ဘက်မှာဂျာမနီတောင်ဘက်မှာဘယ်လ်ဂျီယံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးအရှေ့ဘက်နဲ့မြောက်ဘက်မှာတော့မြောက်ပင်လယ်တည်ရှိနေပါတယ်နိုင်ငံရဲ့အကျယ်အဝန်းကစတုရန်မိုင်16164ဖြစ်ပြီးလူဦးရေ18တန်းခန့်နေထိုင်ပါတယ်မြို့နေလူဦးရေ9သိန်းကျော်နေထိုင်နိုင်တဲ့အမ်စတာဒမ်မြို့ကနိုင်ငံရဲ့မြို့တော်ဖြစ်တယ်လို့အကြီးဆုံးမြို့လည်းဖြစ်ပါတယ်အခြားထင်ရှားတဲ့မြို့တော်ကတော့ရော်ဒါဒန်ဒဲဟိတ်နဲ့ယူထရက်မြို့တော်ပဲဖြစ်ပါတယ်ဒက်ရှ်ဘာသာစကားကိုရုံးသုံးဘာသာစကားအဖြစ်အသုံးပြုပြီးအုပ်ချုပ်ရေးအနေနဲ့ကတော့ပါလီမန်စည်းမျဉ်းခံဘရင်စနစ်ကိုကျင့်သုံးပါတယ်နယ်သာလန်ဆိုတဲ့စကားလုံးဟာမြေနိမ့်တိုင်းပြည်လို့အဓိပ္ပာယ်ရပြီးဒီအဓိပ္ပာယ်နဲ့လိုက်အောင်နယ်မြေအများစုကအပြန်ပြူပြီးပြင်လယ်မျက်နှာပြင်နဲ့အလွန်နီးကပ်စွာတည်ရှိနေပါတယ်အရှေ့တောင်ပိုင်းစွန်းမှာရှိနေတဲ့ဘဲဆာဘတောင်ကုန်းဟာနိုင်ငံရဲ့အမြင့်ဆုံးနေရာမှာတည်ရှိပါတယ်ဒီကနေ့နယ်သာလန်တည်ရှိရာနယ်မြေဟာ BC 800စုကစလို့ဂျာမန်နဲ့အနွယ်ဝင်တွေစတင်နေထိုင်ခဲ့ကြပြီး BC 100စုမှာတော့ရောမလက်အောက်ခံနယ်မြေတစ်ခုဖြစ်လာခဲ့ပါတယ်ရာစုနှစ်၄ခုကျော်ကြာရောမတို့ပိုင်နယ်ဖြစ်ခဲ့ပြီး BC 800စုမှာတော့ရောမသာသနာဆောင်နိုင်ငံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဒီနောက်မှာတော့နယ်စားအသီးသီးကအုပ်ချုပ်ခဲ့ပြီး AD 14ရာစုမှာတော့ဘာဂန်ဒီနယ်စားကြီးကဘာဂန်ဒီယန်နယ်သာလန်ကိုတည်ထောင်ခဲ့ပါတယ်နိုင်ငံပိုင်နယ်ထဲမှာနယ်သာလန်နဲ့အတူဘယ်လ်ဂျီယံနဲ့လူဇင်ဘတ်တို့ရဲ့နယ်မြေတွေပါဝင်ခဲ့ပါတယ်။ဘာဂန်ဒီယန်နယ်သာလန်အနေနဲ့ရာစုနှစ်တစ်ခုနီးပါးတည်တံ့ခဲ့ပြီးဒီနောက်မှာတော့စပိန်ဟတ်စပါမင်းဆက်တွေကအုပ်ချုပ်ခဲ့ကြပါတယ်။ဗဟိုချုပ်ကိုင်မှုကိုးကွယ်ယုံကြည်မှုလွတ်လပ်စွာနေထိုင်နိုင်မှုစတဲ့အကြောင်းအရာတွေကြောင့်ဒေသခံတွေနဲ့စပိန်ဘရင်တွေအကြားနှစ်80စစ်ပွဲဖြစ်ပွားခဲ့ပြီးရလက်အနေနဲ့ဘာဂန်ဒီယန်နယ်သာလန်ရဲ့မြောက်ပိုင်းနယ်မြေဟာဒက်ရှ်သမ္မတနိုင်ငံဖြစ်လာခဲ့ပါတယ်။ဒက်ရှ်တွေဟာ1800စုနှစ်လောက်မှာရေချောင်းကုန်သွယ်မှုနဲ့အတူပင်လယ်ရခြားကိုလိုနီနယ်မြေတွေပိုင်ဆိုင်ခဲ့ရုံသာမကယဉ်ကျေးမှုအမှုပညာဗိသုကာနဲ့သိပ္ပံပညာတွေပါထွန်းကားလာခဲ့ပါတယ်။ဒီကာလကိုဒက်ရှ်တွေရဲ့ရွှေခေတ်လို့ခေါ်ဆိုခဲ့ကြပါတယ်။သမ္မတနိုင်ငံအဖြစ်နှစ်ပေါင်း200ကြာတည်တံ့ခဲ့ပြီး1800စုနောက်ပိုင်းမှာနပိုလီယန်ရဲ့ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ပြင်သစ်အစိုးရကဩဇာလွှမ်းမိုးတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်သွားခဲ့ပါတယ်။ပထမနဲ့ဒုတိယကမ္ဘာစစ်တွေမှာဂျားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီးမဲ့1940ခုနှစ်မှာတော့နာဇီဂျာမနီရဲ့ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ဒီကာလမှာနယ်သာလန်မှာနေထိုင်တဲ့ဂျူးလူမျိုးတွေရဲ့၄ပုံ၃ပုံဟာနာဇီတို့ရဲ့ရက်စက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်။1953ခုနှစ်မြောက်ပင်လယ်ရေကြီးမှုမှာတော့နယ်သာလန်နိုင်ငံသား2500ကျော်အသက်ဆုံးရှုံးခဲ့ရသလိုတနိုင်ငံလုံးရဲ့လယ်မြေ900ခန့်နဲ့အဆောက်အုံပေါင်း1000ကျော်ပျက်စီးခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းကစလို့ကုန်သွယ်ရေးစိုက်ပျိုးရေးတွေနဲ့အတူနယ်သာလန်ရဲ့စီးပွားရေးဟာတဖြည်းဖြည်းတိုးတက်လာခဲ့ပြီး1959ခုနှစ်မှာတဘာဝတငွေအတိုက်ကိုရှာဖွေတွေ့ရှိခဲ့ခြင်းကလည်းနိုင်ငံကိုပုံမကျွယ်ဝလာစေခဲ့ပါတယ်။နိုင်ငံရေးတည်ငြိမ်ခြင်းပြည်သူတွေရဲ့အလုပ်အကန့်အခွင့်အလမ်းကိုပေါ်ဆောင်ခြင်းပညာရေးရင်းနှီးမြှုပ်နှံခြင်းစတာတွေနဲ့အတူ1960 90ခုနှစ်တွေကတည်းကနိုင်ငံရဲ့စီးပွားရေးဟာတရိပ်ရိပ်နဲ့တိုးတက်လာနေခဲ့တာဖြစ်ပါတယ်။ယခုအချိန်မှလည်းလူနေမှုအဆင့်အတန်းမြင့်မားပြီးအေဂျင့်သာရတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။နယ်သာလန်ရဲ့အထင်ရှားဆုံးမြို့ကတော့မြို့တော်အမ်စတာဒမ်ဖြစ်ပါတယ်။ကောင်းကင်ကနေကြည့်လိုက်ရင်တူးမြောင်းတွေနဲ့အလွန်စနစ်ကျလှပစွာတိစောက်ထားတဲ့မြို့ဖြစ်ပါတယ်။တူးမြောင်းများစွာကြောင့်မြောက်ပိုင်းရဲ့ဘင်းနစ်မြို့လို့ကင်မွန်းတက်ခံထားရတဲ့ဒီမြို့ကြီးမှာတော့ယဉ်ကျေးမှုအမွေအနှစ်များစွာနဲ့အတူပြတိုက်များစွာတည်ရှိနေပါတယ်။ဒါအပြင်အချက်ချာကျလာတဲ့နေရာဖြစ်တာကြောင့်ဥရောပအတွက်ကမ္ဘာတစ်လွှားကကုမ္ပဏီတွေရုံးဆိုင်ရာမြို့ကြီးလည်းဖြစ်ပါတယ်။ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ရော်ဒါဒန်မြို့ကတော့လူဦးရေ6သိန်းကျော်နေထိုင်ပြီးတောင်ဟော်လန်ပြည်နယ်ထဲမှာတည်ရှိနေပါတယ်။ဥရောပရဲ့အကြီးဆုံးသင်္ဘောဆိပ်ကမ်းတည်ရှိရာမြို့လည်းဖြစ်ပါတယ်။
မြောက်ပင်လယ်ကိုမျက်နှာမူပြီးအနောက်ဘက်ကမ်းယူရန်မှာတည်ရှိနေတဲ့တဟိတ်မြို့ကတော့အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးတို့ကြောင့်ထင်ရှားတဲ့မြို့ဖြစ်ပါတယ်။နိုင်ငံရဲ့အစိုးရရုံးတွေအခြေစိုက်ရာမြို့ဖြစ်ပြီးများပြားလာတဲ့ပြတိုက်ပြကန်းနဲ့အမွေအနှစ်အဆောက်အုံတွေတည်ရှိနေတဲ့မြို့ကြီးလည်းဖြစ်ပါတယ်။ပြတိုက်တွေအနက်မှာအထင်ရှားဆုံးတစ်ခုကတော့ဘတ်ဇက်ဘန်ကိုပြတိုက်ဖြစ်ပါတယ်။အမ်စတာဒမ်မှာတည်ရှိနေတဲ့ဒီပြတိုက်ဟာကွယ်လွန်ခဲ့ပြီးနောက်မှာနာမည်ကြီးခဲ့ရတဲ့ဗကြီးဆရာဘစ်ဇစ်ဘန်ကိုဂုဏ်ပြုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဘန်ကိုရဲ့ပကြီးတွေအများဆုံးစုစည်းထားနိုင်တဲ့ပြတိုက်ကြီးတစ်ခုဖြစ်ပြီးနိုင်ငံရဲ့လာရောက်လည်ပတ်သူအများဆုံးပြတိုက်ကြီးလည်းဖြစ်ပါတယ်။ Rhine Museum ကတော့ Dutch တို့ရဲ့ယဉ်ကျေးမှုသမိုင်းကြောင်းကိုစုဆောင်းပြသထားတဲ့အမျိုးသားပြတိုက်ကြီးအဖြစ်နာမည်ကျော်ကြားပါတယ်။အမ်စတာဒမ်မှာတည်ရှိနေတဲ့ဒီပြတိုက်ကြီးမှာတော့စုဆောင်းမှုပစ္စည်းပေါင်း1 တန်းခန့်အထိရှိပါတယ်။ကာချာပယ်မြို့မှာတည်ရှိနေတဲ့ Afterland ဆိုတာကတော့နာမည်ကျော်အပန်းဖြေကစားကွင်းဥယျာဉ်ဖြစ်ပါတယ်။ဒန်နာရီနဲ့နတ်သမီးပုံမြင်တွေကအပြင်အစင်တွေနဲ့အလှဆင်ထားတဲ့ဒီနေရာမှာတော့ရိုလာကိုစတာ6ခုအပါအဝင်အထရက်ရှင်36ခုအထိရှိနေပါတယ်။တာဟော်လန်ပြည်နယ်ထဲမှာတော့အထိမ်းအမှတ်အဖြစ်လေယာဉ်ဟက်ကြီး19ခုရှိနေပါတယ်။18ရာစုကလေးကတိစောက်ခဲ့တာဖြစ်ပြီးဒီဒေသရေးကြီးမှုကိုတားဆီးတဲ့နေရာမှာအရေးပါတဲ့ကဏ္ဍကနေပါဝင်ခဲ့တာဖြစ်ပြီးဒီကနေ့အချိန်မှာတော့ UNESCO အမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ Utrecht မြို့မှာတည်ရှိနေတဲ့ Rebecca House အမည်ရတဲ့အိမ်တစ်လုံးကလည်း UNESCO အမွေအနှစ်အဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ကြည့်လိုက်ရင်တော့ဘာမှထူးထူးခြားခြားမရှိလာတဲ့ခေတ်သစ်အိမ်တစ်လုံးကိုဘာကြောင့် UNESCO အမွေအနှစ်အဖြစ်သတ်မှတ်ခံထားရပါသလဲ။တကယ်တော့ဒီအဆောက်အုံဟာခေတ်သစ်အဆောက်အုံမဟုတ်ဘဲ1924ခုနှစ်ကတည်းကတည်ဆောက်ခဲ့တာကြောင့်သူ့သက်တမ်းကနှစ်ပေါင်း100ကျော်ရှိသွားပြီဖြစ်ပါတယ်။နယ်သာလန်မှာ UNESCO အမွေအနှစ်နေရာ12ခုရှိပြီးနောက်ထပ်ထင်ရှားတာတွေကတော့ Utrecht ကရေကာကွယ်မှုနယ်မြေဝါဒန်ပင်လေ18ရာစုအမ်စတာဒမ်ဒူမြောက်နယ်မြေConstructivism ဘီသူကာကိုစားပြုတဲ့ဘန်နယ်သာလန်ဆက်ယုံ18ရာစုနက္ခတ္တရပြကံIce Icing ကစတာတွေဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးပန်းဥယျာဉ်တွေကတစ်ခုဖြစ်တဲ့ကွန်ခေါ့ကတော့နယ်သာလန်40မြို့မှာတည်ရှိပါတယ်။89ဧကခန့်ကျယ်ဝန်းပြီးနှင်းစီအယောင်သွေးဆုံလာပြီးပန်းပွင့်ပေါင်း9 တန်းခန့်စိုက်ပျိုးထားတယ်လို့သိရပါတယ်။နယ်သာလန်ရဲ့နောက်ထပ်ထင်ရှားတာတွေကတော့ The Hague မြို့လေကသမိုင်းဝင် Ben Hot နယ်မြေအမ်စတာဒမ်က Anne Frank Houseရော်တာဒန်ကစိတ်ကန်းဟောင်းနယ်မြေဒီဟော့ဘယ်လူးဝဲအမျိုးသားဥယျာဉ်နယ်မြေယူထရက်ကကတိထဲရင်မြင်ရေကြီးမှုကနေကာကွယ်ပေးတဲ့ဒေတာဝါ့မိုင်တန်မြို့က14ရာစုလက်ရာမိုင်တန်ရဲတိုင်းယူထရက်မြို့ပြင်က19ရာစုလက်ရာတဟာရဲတိုင်းနယ်သာလန် Open Air ပြတိုင်းအလက်ခိမြို့ဟောင်းဟာလန်18ရာစုလက်ရာအမ်စတာဒမ်တော်ဝင်ရဲတိုင်းအဖွင့်ပိတ်လုံနိုင်တဲ့နာမည်ကျော်ကျိုးတတာအမ်စတာဒမ်ဗဟိုရထားဘူတာကြီးနဲ့အမ်စတာဒမ်ကနီမိုသိပ္ပံပြတိုက်စတာတွေပဲဖြစ်ပါတယ်။နိုင်ငံလူဦးရေရဲ့85ရာခိုင်နှုန်းက Dutch လူမျိုးတွေဖြစ်ပြီးအခြားဥရောပနွယ်ပါ8.4ရာခိုင်နှုန်းနဲ့အတူတူရကီ၊မော်ရိုကိုစ်၊အင်ဒိုနီးရှား၊ဆူရီနမ်နဲ့ကာရီဘီယန်ဒေသဝါတွေလည်းနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံလူဦးရေရဲ့ထက်ဝက်ကျော်ကဘာသာမဲ့တွေဖြစ်ပြီးခရစ်ယာန်ဘာသာဝင်39.5ရာခိုင်နှုန်းအစ္စလမ်ဘာသာဝင်9.2ရာခိုင်နှုန်းနဲ့အခြားဘာသာဝင်အနည်းငယ်လည်းနေထိုင်ကြပါတယ်။နိုင်ငံရဲ့စုစုပေါင်း GDP ကအမေရိကန်ဒေါ်လာ1.38 ထရီလီယံအထိရှိနေပြီးနိုင်ငံအလိုက်အနေနဲ့18ခုမြောက်အချမ်းသာဆုံးနိုင်ငံဖြစ်ပါတယ်။စီးပွားရေးအနေနဲ့ရေနံနဲ့သဘာဝဓာတ်ငွေသတ္တုထုတ်ကုန်electronic စက်မှုထုတ်ကုန်ဓာတုပစ္စည်းစောက်လုပ်ရေးငါးဖမ်းလုပ်ငန်းနဲ့ခီးသွွာလာရေးဝန်ဆောင်မှုလုပ်ငန်းစတာတွေကိုလုပ်ကိုင်ကြပါတယ်။နိုင်ငံသားတွေရဲ့နှစ်စဉ်ပြများ GDP ကအမေရိကန်ဒေါ်လာ61,098ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့ယူရိုနဲ့အမေရိကန်ဒေါ်လာတွေကိုအသုံးပြုကြပါတယ်။ကမ္ဘာထိပ်တန်းပညာရေးစနစ်ကိုပိုင်ဆိုင်ထားပြီးတက္ကသိုလ်ကောလိပ်ပေါင်းအခု90ကျော်ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။တက္ကသိုလ်တွေထဲမှာ1638ခုနှစ်ကတည်းကဖွင့်လှစ်လာခဲ့တဲ့အမ်စတာဒမ်တက္ကသိုလ်ကအထင်ရှားဆုံးဖြစ်ပါတယ်။ကမ္ဘာအဆင့်100အဆင့်ဝင်တက္ကသိုလ်ကြီးဖြစ်ပြီးကျောင်းသားပေါင်း4000ကျော်တက်ရောက်လျက်ရှိပြီးနိုဘယ်ဆုရှင်6ဦးနဲ့ဝန်ကြီးချုပ်5ဦးပေါ်ထွက်ခဲ့ရာတက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။တယ်ယူပို့ဆောင်ရေးစနစ်အထူးကောင်းမွန်ခဲ့ပြီးအမြန်ရထားလျှက်စစ်ရထားဘတ်စကာ
သင်္ဘောဖယ်ရီတွေနဲ့အတူတနိုင်ငံလုံးအနှံ့ကိုလွယ်ကူလင်မြန်စွာသွားလာနိုင်ပါတယ်။တနိုင်ငံလုံးမှာလေဆိပ်15ခုရှိနေပြီး Schiphol လေဆိပ်ခေါ်အမ်စတာဒမ်နိုင်ငံတကာလေဆိပ်ဟာအကြီးဆုံးနဲ့အထင်ရှားဆုံးဖြစ်ပါတယ်။ဒီလေဆိပ်ဟာဥရောပရဲ့တတိယအလုံးများဆုံးဖြစ်ပြီး2019ခုနှစ်ကဆိုရင်လေကြောင်းခရီးသွား82တန်းအထိဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ပြင်းပြအပူချိန်အနေနဲ့နွေအခါမှာ20ဒီဂရီဆယ်စီယပ်ရှိတတ်ပြီးဆောင်းအခါမှာတော့3ဒီဂရီဆယ်စီယပ်ဝန်းကျင်မှာရှိတတ်ပါတယ်။နယ်သာလန်ကိုဟော်လန်လို့ကမ္ဘာတစ်လွှားကခေါ်ခဲ့ရတဲ့အကြောင်းကတော့18ရာစု Dutch တွေကမ္ဘာတစ်လွှားကိုနေချဲ့ခဲ့တဲ့အခါသင်္ဘောအများစုကယနေ့တောင်ဟော်လန်နဲ့မြောက်ဟော်လန်လို့ခေါ်တဲ့ပြည်နယ်တွေကလာတာဖြစ်ပါတယ်။သင်္ဘောသားတွေအခြားနိုင်ငံရောက်ရင်ဘယ်ကလာတာလဲလို့မေးတဲ့အခါမှာဟော်လန်ကလာတာလို့ဖြေကြရာကနေဟော်လန်ဆိုတဲ့အမည်ကဒီကနေ့တိုင်တွင်နေခဲ့တာလို့သိရပါတယ်။နယ်သာလန်ဟာကမ္ဘာပေါ်မှာအမှုခင်းနေဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဘလောက်တောင်မှုခင်းနေတယ်လဲဆိုလို့ရှိရင်ထောင်တွေမှာထားဖို့အကျဉ်းသားမရှိတာကြောင့်ထောင်တွေမကြာခဏပိတ်ပြရတဲ့နိုင်ငံဖြစ်ပါတယ်။နယ်သာလန်မှာလေရဲဟပ်ပေါင်းအခု1000ကျော်ရှိနေပါတယ်။ဒါတွေကတော့မြေနေပိုင်းဒေသတွေကိုရေမဝင်အောင်တားဆီးခြင်းတစ်မျိုးဖြစ်ပြီးနယ်သာလန်ရဲ့အထိတ်အမှတ်သင်္ကေတတွေပဲဖြစ်ပါတယ်။ဘောလုံးအားကစားကတော့နယ်သာလန်ရဲ့လူကြိုက်အများဆုံးဖြစ်ပြီးနယ်သာလန်အသင်းကကမ္ဘာထိပ်တန်းအသင်းလည်းဖြစ်ပါတယ်။ခေတ်ဆက်ဆက်မှာကမ္ဘာကျော်ဘောလုံးသမားများစွာကိုမွေးထုတ်ပေးခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှယ်ယာဈေးစနစ်ကိုစတင်ခဲ့တာက1602ခုနှစ်မှာ Dutch အရှေ့အိန္ဒိယကုမ္ပဏီဖြစ်ပြီးအဲ့ဒီနှစ်မှာပဲကမ္ဘာပေါ်မှာပထမဆုံး Stock Exchange ဖြစ်လာမယ်။ Amsterdam Stock Exchange ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။နယ်သာလန်ဟာများပြားလာတဲ့ကျူလစ်ပန်းငင်းကြီးတွေကြောင့်ကြော်ကြားတဲ့နိုင်ငံဖြစ်ပေမဲ့တကယ်တော့ကျူလစ်ပန်းမင်းရဲ့မူရင်းဒေသဟာနယ်သာလန်မဟုတ်ပါဘူး။18ရာစုနှစ်မှာတူရကီကနေရယူစိုက်ပျိုးခဲ့တာဖြစ်ပြီးဒီအချက်ကလည်းလူတည်နေတဲ့အချက်ပဲဖြစ်ပါတယ်။နယ်သာလန်ရဲ့နေရာတိုင်းလိုမှာစပိန်စီးနေသူတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာစပိန်အစည်းဆုံးနိုင်ငံလို့ဆိုကြပြီးတနိုင်ငံလုံးလူဦးရေ18တန်းရှိတဲ့အချိန်မှာစပိန်စီးရေတန်း20ကျော်အထိရှိနေပါတယ်။စင်ရဲချမ်းသာမရွေဝင်းကြီးချုပ်ကအစားစပိန်စီးတဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုစပိန်စီးတာဟာ Dutch တွေရဲ့ယဉ်ကျေးမှုအပြင်လေထုညဉ့်ဉန်းမှုကိုလျှော့ချနိုင်မှုအချက်တွေလည်းပါဝင်ပါတယ်။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာအစိုးရရောပြည်သူတွေပါပူးပေါင်းပါဝင်တာကြောင့်ကမ္ဘာပေါ်မှာအစိမ်းလန်းဆုံးနိုင်ငံဖြစ်လို့နေပါတယ်။ရာသီဥတုခံမှန်းရခတ်တာအခွန်အခများပြားတာလူနေထူထပ်တာနေထိုင်မှုစရိတ်ကြီးမြင့်တာစတာတွေကတော့နယ်သာလန်ကိုမနစ်သက်ကြတဲ့အချက်အချို့ဖြစ်ပါတယ်။ဒါပေမဲ့အလောက်အကန်ခွင့်လန်းပေါ်များခြင်းအကျင့်ပြတ်ခြားစားမှုနှဲပါခြင်းပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်ခြင်းအပြည့်အဝဒီမိုကရေစီကိုပိုင်ဆိုင်ထားခြင်းစိမ်းလန်းတဲ့သဘာဝပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားခြင်းစတဲ့အချက်တွေကြောင့်ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံများစာရင်းရဲ့နံပါတ်5နေရာမှာတည်ရှိနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ဟော်လန်လို့ခေါ်တဲ့နယ်သာလန်နိုင်ငံရဲ့အကြောင်းကိုသိသွားလောက်ပြီထင်ပါတယ်။နားဆင်သူမိတ်ဆွေအပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။